ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညမှာရှင်ပြန်ကစားသွားမယ့် Premier League နဲ့ Spain La Liga ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်ဗီလာနဲ့အာဆင်နယ်နောက်ဆုံး Premier League 9ပွဲမှာ10ပွဲနိုင်ကြောင်းဗီလာကအဆင့်3နေရာထိတက်လာပါတယ်အမေရိရဲ့အသင်းကတော့ Premier League မှာနောက်ဆုံး17ပွဲဆက်လည်းမရှုံးခဲ့ပါဘူးငါမက်ဖြတ်အာဆင်နယ်ကတော့ Gabriel နဲ့ Saliba တို့မပါနိုင်တဲ့အတွက်ခန်းစစ်ကိုအရင်ကချက်ပို့ပြီးတော့ queue ဆိုင်ရမှာပါဗီလာအင်ကွန်အာဆင်နယ်နဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာလည်း6ပွဲကနှစ်ဖက်သွင်းကို2ဂိုးနဲ့အောက်ဖြစ်ထားပါတယ်ဂိုးပေါင်းစနှလုံးပြား90အရှုံးသာရှိတဲ့ဗီလာပါကဂိုးနဲ့ရဝန်းဖြစ်လာမှာပါရှင်ဘုံမောင်းနဲ့ Chelsea ငါးပွဲဆက်နိုင်ပွဲပြောင်းကျင်မဟုတ်ပဲအဲ့ဒီငါးပွဲမှာလေးပွဲရှုံးခဲ့တဲ့ဘုံမောက်ကသူတို့အတူတူအခက်ခဲဆုံးအချိန်ကိုဖြတ်တန်းနေရပါတယ်။ဒါပြင်ဘုံမောက်ကပြီးခဲ့တဲ့နိုဝင်ဘာအစကတည်းကဒေယာတီထိတ်ဆုံး6သင်းစင်းဝင်ဖြစ်တဲ့ Villa, Man City နဲ့ Sunderland တို့ကိုရှုံးထားပါတယ်ရှင်။ဂျာယက်က League အရှုံးကြောင့်အဆင့်၄နေရာထိအဆင့်ပေးလိုက်ရတဲ့ Chelsea ကတော့အမြန်ဆုံးပြန်ရုံးထနိုင်မှုကြိုးစားမှာပါ။ဒါပြင် Chelsea ကဘုံမောက်နဲ့နောက်ဆုံးတွေ့ဆုံမှု6ပွဲစလုံးမှာလည်းမရှုံးခဲ့ပဲ၄ပွဲနိုင်ထားပါတယ်နော်။ Chelsea တရေ65ကျော်ပေးထားသလိုအပြရောင်အလံတိုင်းပြန်လဲလွှင့်ထူနိုင်မှာပါ Everton နဲ့ Nottingham Everton ရော Nottingham မှာဂျာရဲ့အဝေးကွင်းမှာတကူကိုမရှိတွေနဲ့နိုင်ထားကြပါတယ်ဒါပေမဲ့ Everton ကနောက်ဆုံး Premier League အင်္ဂွန်း6ပွဲမှာ2ပွဲသာနိုင်ခဲ့လို့သူတို့ရဲ့လက်ရှိအင်္ဂွန်းခြေကတော့အားရစရာမရှိပါဘူးရှင်Nottingham ကတော့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာ4ပွဲနိုင်နဲ့ဒေယာတီသူတို့ရဲ့အကောင်းဆုံးအချိန်ကိုဖျက်ဆီးနိုင်နေပါတယ်။ဒါပြင်ပြီးခဲ့တဲ့ January တုန်းက Everton ကနေအထုတ်ခံရတဲ့ Nottingham နီးပြတိုင်းချစ်တော့သူ့အသင်းဟောင်းကိုလက်စားချေနိုင်မဲ့အခွင့်အရေးဖြစ်တယ်လို့ Nottingham က Everton နဲ့အဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး4ချိန်လုံးမှာလည်းတစ်ချိန်သာရှုံးခဲ့ပါတယ်။တရေ65ကျော်ပေးထားတဲ့မာစစ်စုသားတွေတောအုပ်ထဲမှာလမ်းပြောင်းနိုင်ပါတယ်။ Man City နဲ့ Sunderland ငါမက်ဖြတ်အာဆင်နယ်ကိုဆက်ဖိအားပေးနိုင်ဖို့ Man City ကနိုင်ပွဲဆက်ခြေစွမ်းကိုမဖြစ်မနေထိန်းထားနိုင်မှရမှာပါ။ Guardiola ရဲ့အသင်းဟာ2ပွဲဆက်နိုင်ထားတယ်ဆိုပေမဲ့ Leeds နဲ့ Fulham တို့လိုအသင်းတွေကိုတောင်စုစုပေါင်း6ဂိုးပေးခဲ့ရပါတယ်။ Giants Anfield မှာလည်းတကူစီတရေကန်ထားတဲ့ Sunderland ကလည်း Arsenal နဲ့ Chelsea တို့ကိုတောင်2ဂိုးစီသွင်းနိုင်ခဲ့တာပါ။ Man City အင်ကွန် Sunderland နဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းကို3ဂိုးနဲ့အထက်ရှိထားပါတယ်နော်။ဂိုးပေါင်းစီ3လုံး25ပြားအရှုံးရှိတဲ့ Italy မြတ်မှာတော့ဂိုးသွင်းပွဲတော်ကြီးရှိနေပါတယ်ရှင်။ Newcastle နဲ့ Burnley ဂျာယက်စပါနဲ့ပွဲတော်က65မိနစ်ချေပဂိုးပေးလိုက်ရလို့ကာဆယ်ကထိတ်ဆုံးဆဲတဲ့ပြင်ပမှာပဲရပ်တည်ခဲ့ရပါတယ်။ဒါပေမဲ့ငှက်ကြားတွေကပြိုင်ပွဲစုံနောက်ဆုံးအင်္ဂု9ပွဲမှာတော့6ပွဲနိုင်ထားတာပါ။တန်ဆင်းစုံထဲမှာ Burnley ကတော့အရှုံးနေမရနိုင်သေးပဲ Premier League မှာ9ပွဲဆက်ရှုံးထားပါတယ်။ဒါပြင်အဲ့ဒီတန်ကျက်တင်ဟာကာဆယ်နဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး6ပွဲစလုံးကိုလည်းရှုံးထားတာပါရှင်။ကာဆယ်နှလုံးပြား80အကျော်ပေးထားသလိုဒီတစ်ချိန်မှာတော့စိန်ချင်းပတ်ကငှက်ကြားတွေအမြင့်ပြန်နိုင်မှာပါရှင်။စပါနဲ့ Bradford ရမယ်ဂျူလန်တန်အသင်းဟာဒီယာတီ Premier League မှာသွင်းကိုရောပေးကိုပါမတိမ်မယိမ်းပါရှင်။စပါကဒီယာတီ Premier League မှာအင်ကွန်းအစိုးဆုံးအသင်းတွေထဲမှာပါဝင်တယ်လို့ Bradford ကလည်းအဝေးကွန်းအစိုးဆုံးအသင်းတွေထဲမှာပါဝင်နေပါတယ်။စပါရဲ့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲစလုံးမှာလည်းအပြန်အလှန်သွင်းကိုရှိခဲ့ရုံတင်မဟုတ်ပဲနှစ်ဖက်သွင်းကို3ဂိုးနဲ့အထက်လည်းရှိခဲ့တာပါနော်။ထိတ်တိုက်တွေ့ဆုံမှုနောက်ဆုံး9ချိန်စလုံးမှာလည်း9ချိန်ကနှစ်ဖက်သွင်းကို3ဂိုးနဲ့အထက်ကိုရှိခဲ့ပါတယ်။ဂိုးပေါင်းစီ3လုံးပြား90အစားရှိတဲ့လန်တန်မှာဂိုးမို့ရွာရန်ရာနှုန်းကတော့80ရာခိုင်နှုန်းရှိပါတယ်။ Leeds နဲ့ Liverpool ဂျာယက်မှာ Chelsea ကို3ဂိုးသွင်းပြီးတော့၄ပွဲဆက်အရှုံးကိုရက်တန်ကနိုင်ပွဲပြန်ရှာနိုင်ခဲ့လို့ Leeds ကတန်းစင်းဆောင်ကရမှာဆက်ရပ်တည်နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ပတ်က City ကို2ဂိုးသွင်းနိုင်ခဲ့တဲ့အဖြူအောင်တွေဟာဒီယာတီအင်ကွန်ပွဲတိုင်းနေပါဂိုးသွင်းထားသလိုနောက်ဆုံးအင်ကွန်9ပွဲဆက်လည်းအပြန်အလှန်သွင်းကိုရှိခဲ့တာပါ။အခုထိတိုင်ပတ်နေတဲ့ဂျိုးဂျာနီတွေကတော့ဒီယာတီပြိုင်ပွဲဆောင်ဝေကွန်း9ပွဲမှာ9ပွဲတောင်ဂိုးပေးခဲ့ရပါတယ်။ Leeds နဲ့ Liverpool တို့ကြားကနောက်ဆုံးတွေ့ဆုံမှု4ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းကို3ဂိုးနဲ့ထက်ရှိခဲ့တာပါ။ဂိုးပေါင်းစီ3လုံးပြား40အစားပေါက်တဲ့အလဟန်မှာဂိုးရနဲ့တင်ပြန်နေပါတယ်။ Villarreal နဲ့ Getafe အဆင့်3နေရာက Villarreal ဟာဒီယာတီလာလီဂါရဲ့အင်ကွန်းအကောင်းဆုံးအသင်းတွေထဲမှာပါတယ်လို့အင်ကွန်းခန့်ဆက်လည်းညိမ့်ပါတယ်။အဆင့်9နေရာက Getafe ကလည်းခန့်ဆက်မှာပြီးတော့လက်ရှိအချိန်လာလီဂါမှာဂိုးအကန်ဆုံးအသင်းဖြစ်ပါတယ်။ Villarreal ရဲ့အင်ကွန်း Getafe နဲ့နောက်ဆုံးတွေ့ဆုံမှု6ပွဲမှာလည်း9ပွဲကဂိုးမများခဲ့ပါဘူးရှင်။ဂိုးပေါင်းစီနှလုံးပြား20အရှုံးသာရှိသလိုဂိုးအောက်ကပိုပြီးတော့ကောင်းပါတယ်။ Alaves နဲ့ Sociedadဇယားပိုင်းက Alaves ကတော့ဒီယာတီအင်ကွန်းမှာရလက်ပေါင်းစုံထွက်နေပေမဲ့အင်ကွန်းခန့်စစ်တော့မစိုးပါဘူး။ Sociedad ကတော့ဒီယာတီလာလီဂါအဝေးကွန်း9ပွဲမှာနိုင်ပွဲ1ပွဲပဲရှိသေးတာပါ။ Alaves အင်ကွန်း Sociedad နဲ့နောက်ဆုံးတွေ့ဆုံမှု12ပွဲမှာတော့17ပွဲကဂိုးမများခဲ့ပါဘူး။ ဒီပွဲမှာလည်းဂိုးပေါင်းစီနှလုံးတရေသာရှိသလိုဂိုးအောက်ကသာပို့ပြီးတော့တေးကြမှာပါ။
Betis နဲ့ Barcelona ပြန်ပွဲဆောင်နောက်ဆုံး10ပွဲဆက်မရှုံးခဲ့ပဲအဲ့ဒီအထက်မှာ6ပွဲနိုင်ခဲ့တဲ့ Betis ရဲ့လက်ရှိခြေစွမ်းကတည်ငြိမ်နေပါတယ်။နောက်ဆုံးလာလီဂါ9ပွဲဆက်အနိုင်ကြောင့် Barcelona ကလည်းအမှတ်ပေးစရာကိုဦးဆောင်နိုင်နေတာပါ။ဒါပေမဲ့ Barcelona ကအခုနောက်ပိုင်းဂိုးမပေးရတဲ့ပွဲမရှိသလောက်ဖြစ်နေပြီးတော့နောက်ဆုံးအဝေးကွင်း9ပွဲဆက်လည်းဂိုးပေးချရပါတယ်။သုံးလုံးပြားတရားအရှုံးဆိုတဲ့ဂိုးပေါင်းစေးကလည်းပြင်းတယ်လို့ဂိုးပေါ်ကသာအကောင်းဆုံးဖြစ်မှာပါရှင်။ဘီဘာအိုနဲ့အတလက်တီကိုပြန်ပွဲဆောင်နောက်ဆုံး10ပွဲမှာ9ပွဲရှုံးထားတဲ့ဒီယာတီဘီဘာအိုကတော့အသင်းကြီးတွေကိုလည်းတုံ့ပြန်နိုင်စွမ်းမရှိတော့ပါဘူး။အတလက်တီကိုကတော့ဂျာရဲ့ဘကအရှုံးကနေပြန်ရုံချဖို့ကြိုးစားမှာပါ။ဒါ့အပြင်အတလက်တီကိုဟာဘီဘာအိုနဲ့လာလီဂါတွဲဆုံမှုနောက်ဆုံး6ပွဲမှာလည်း9ပွဲနိုင်ထားပါတယ်။တရီ90ပေါက်တဲ့ဧည့်သည်ပရိသတ်လောက်ရမယ့်ပွဲပါပဲရှင်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်ပြိုင်ကစားသွားမယ့် Premier League နဲ့ Spain La Liga ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်